ဘူးလားဘူးတယ်ဒါကြသိတယ်ဟာ မောင်ကျော်အစိမ်းအောင်ကြတော့ကြိုက်တယ်အပြောင်ကြတော့အိတ်ထဲတယ် သူကသွားလိုက်အောင် မောင်ကျော်အဆွေကြီးနဲ့ထိုးမိမယ်ချင်းချင်းဆွေချင်းဆွေကြီးနဲ့လေကိုကြီးကျော်ရဲ့ဘာလဲ နင်တို့တော့ငါဒူးအေးရှာပေးမယ် အမေသူ တခါတည်းပေးလိုက်မလားမောင်ကျော်မောင်ကျော်တိတ်ဆိတ်ချရတာမဟုတ်ဘူး သူကရွက်ကြီးတွေကြောင်ကိုဗိုက်ချက်ထိုးတယ်လေလုံးကြောက်အောင်သူကလူမလို့စောင့်နေပါလေရွက်ကြီးတွေတင်းမလိုက်ကြီးအောင် မောင်ကျော်အဲ့ကပိုက်အိတ်လေးရတော့ဆင်းအကောင်မြောင်းများစွာဆက်နေနော် ခေါင်းလည်းထိုးနေတယ်သူ့လက်ထဲသူလည်းအိတ်ထဲထည့်ပဲထည့်ပါ အဲ့ဒါမောင်ကျော်ပြိထွက်ဖို့ရ ကိုကြီးကျော်ရဲ့မောင်ကြီးကျော်ရဲ့ပြကိုကြီးကျော်ရဲ့မောင်ကျော်ပြန်မလို့နဲ့လို့ တော့ပြန်မလူနဲ့ မောင်ကျော်ဘာလို့ပြန်လုပ်နေရလဲ ပြန်တော့ပြန်လို့ကွာ ကျုပ်လက်ထဲကလူတဲ့ကောင်နှမပေး မောင်ကျော်ကလည်းကျွန်တော်နှမကိုမယူပါနဲ့မျိုးမကောင်း နေဦးလေငါကျင်းပါဘူး ကျဲ မောင်ကျော်လွတ်ကြသွားတာ အောက်ကြတာကျဲပြီးတော့ထားလိုက်တော့လေကျဲ ကိုကြီးကျော်ရဲ့မောင်ကြီးကျော်ရဲ့ကိုကြီးကျော်ရဲ့ ဘယ်ရောက်อ่ะတူ နော် ကျဲဖို့ ကျဲဖို့ပေးတာအိတ်ဖို့မဟုတ်ကျဲဖို့ အိတ်ထဲထည့်ဖို့မဟုတ်ဘူး ကျဲရော အဲ့ကောင်ပဲ မောင်ကျော်ဘာလို့ပြန်လုပ်နေရလဲလို့ မောင်ကျော်အဲ့ထဲမှာတော်တော်ဆင်းကောင်မောင်းတစ်ထောင်ရှိနေပြီစမ်း အဲ့သူလည်းကမလုံးသူက ကိုကြီးကျော်ရဲ့မောင်ကြီးကျော်ရဲ့ ဒီတော့ဘယ်တော့ပြန်လုပ်နေလဲ ဒီကလေးကဘယ်ရောက်လာလဲ အဲ့ကလေးကဘယ်ရောက် ဒီ လဲ ကလေးကဘယ်ရောက်လာလဲ ဟိုမှာတော့သူများကလေးအခုနဲ့မင်းကရုံးလေးနဲ့အဲ့လိုထိုင်ပါမှအာမကွာ မောင်ကြီးကျော်ရဲ့မောင်ကြီးကျော်ရဲ့ ရရဲ့အဲ့လိုလေလူနေတာလေအမောင်ကျော်ရက်တယ်ဘယ်လိုလဲလူနေရလဲ လူအောင်ပါ အမပေးမနဲ့လက်ထဲမတက်နဲ့ဒီထဲတစ်ခါလေးထည့်မယ် ဟုတ်ဘူးလေဟောဒီကပတ်ကတော်တော်ဆန်းတဲ့ကပတ်ပဲဟာ အဲဒါကြောင့်မို့အကြီးချုပ်ခိုင်းတာလား အဲ့တော့ဒီမှာပိတ်စားလေးကြား မကြောက်ဘူးဒီလိုပေးမယ်ကိုကြီးကျော်ရဲ့မောင်ကြီးကျော်ရဲ့ကိုကြီးကျော်ရဲ့မောင်ကြီးကျော်ရဲ့လူတွေငါနောက်ကိုဘာလို့လိုက်နေလဲ မောင်ကျော်တောင်းနေထည့်တာ စိတ်ပူလို့မောင်ကျော်ခလုံးတိုက်သွားမှဆိုစိတ်ပူလို့ အရန်ချင်းလို့လိုက်တာလား မောင်ကျော်နတ်ဆိုတာအတွေ့စားလားငွေစားလား အငွေသားတာ တွေ့စား ဘယ်လိုအတွေ့သူ့နဲ့ရအတွေ့စားအငွေစားလား ကိုကြီးကျော်ရဲ့ အဲ့လိုရလဲ မောင်ကြီးကျော်ရဲ့ ကိုကြီးကျော်ရဲ့မောင်ကြီးကျော် ဘာကြရဲ့တက်တော်ဆိုးတယ်တော့ကြနေတယ်ကျိုးကုန်ပြီဘာကြီးရလဲသူရလူမဟာသူတော့ဝိုင်းလူနေသူတို့ကတိမ်မွေးတော့ဘူးလားမင်း မောင်ကျော်ဒိုးချင်းသွားပေးလိုက်မယ်လေ လိုချင်လား လိုချင်လားတဲ့ လိုချင်ရောင်းရင်တို့တေချာတီး ဦးလုံးမောင် ဦးမောင်မောင်မောင် အဲ့ကလေးကဘယ်လိုကလေးတွေလဲပြောစမမရှိဘူးသူများရင်ချင်းမှုကိုပကံပကံဘေးမောပကံပကံဘေးမောဘေးမောလေးလူလူပါလေရောင်းလေရောင်းလို့ရော
မကျဲတော့ ပတ်စံလူကျင်လားလူကျင်ရှင်မျိုးတို့ဘာလို့မှသွားလူလုံချုံရေးခေါ်လာလဲပါသူတို့မနိုင်ဘူးအဲ့ကလေးတွေဆိုတော့ကျဲလည်းပါမမောကျော်အဝနီရမျောလင့်နေပါလေကိုကြီးကျော်ရေးကျော်ရေးမောင်ကြီးကျော်ရေး ကိုကျော်ဘာဖြစ်တာလဲကိုကျော် ကိုကြီးကျော်ရေး ကိုကျော်